မင်္ဂလာပါဒီနေ့ညကြီးရတော့အခု N4 challenging grammar ရဲ့ D7 ကိုသင်ပေးမှာဖြစ်ပါတယ်။ Okay D7 မှာကြတော့ဘာလို့လဲဆိုတော့ခေထားပါတော့ဒီမှာဒါအနောက်က pattern တွေပေါ့နော်ဒီ pattern တစ်ခုရဲ့ရှေ့မှာ verb only တဲ့ဖောင်လိုက်တဲ့ပုံစံဖြစ်ပါတယ်နော် verb only တဲ့ဖောင်လိုက်တဲ့ပုံစံပါဒါဆိုစကြည့်ရအောင်နော်အားလုံးမှာ12ကြောင်းရှိပါတယ်အဲ့တော့ဒီ verb only တဲ့ဖောင်လိုက်တဲ့ pattern ဒီ challenge စာအုပ်တစ်အုပ်လုံးမှာဆွဲထုတ်လိုက်တာ12ကြောင်းပဲရှိတယ်ဒီ12ကြောင်းကိုရသွားတဲ့ကလေးဒီ challenge grammar စာအုပ်ထဲက verb only တဲ့ဖောင်လိုက်တဲ့ pattern အားလုံးရသွားပါလိမ့်မယ်ကိစ္စရအောင်ဒါဆိုရင်pattern နာမည်လေးက verb တဲ့ခါတာဒါ N5 ကြီး verb တဲ့ခါတာဒီ verb ပြီးနောက်ဒါ N5 တွေနော်ဒါ N5 ပါ verb တဲ့ခါတာ verb ပြီးနောက်ဒါကတော့ကလေးတွေသိမယ်လို့ထင်တယ်ဟုတ်ပြီ okay verb တဲ့pattern mimas ပေါ့နော်အရှိမတုံ့ပြန်လိုက်တဲ့ပုံစံက verb only တဲ့ဖောင်ဒါဆိုရင် verb တဲ့ mimas ကကြည်တာဆိုတော့မြန်မာလိုက verb ကြည့်မယ်ပေါ့ဥမာစားကြည့်မယ်သွားကြည့်မယ်လှုပ်ကြည့်မယ်ဝတ်ကြည့်မယ်ရေကူးကြည့်မယ်ဟုတ်လားကစားကြည့်မယ်ကဲယူကြည့်မယ်ဟုတ်လားအဲ့လိုပုံစံလေးတွေပေါ့နော်ဒါလေးတွေကတော့လွယ်တယ်နော်ပတ်တန်လေးကမရှုပ်ဘူးနော်ဟုတ်ပြီနောက်တစ်ခုဒီနှစ်ခုကိုတွဲပြောမယ်ပတ်တန်လေးက keymas လဲတွေ့နိုင်တယ်keymas ကို dictionary form ပြောင်းတဲ့ပုံစံခိုးလို့လဲတွေ့နိုင်တယ်ဟုတ်ekimas ကိုဟမနာမှာကောမယ်နော်ပတ်တန်လေးက ekimas နဲ့လဲတွေ့နိုင်တယ်လို့ eku ပုံစံမျိုးနဲ့လဲတွေ့နိုင်တယ်နောက်တစ်ခုပတ်တန် keymas နဲ့လဲတွေ့နိုင်တယ်လို့ခူရူနဲ့လဲတွေ့နိုင်တယ်သူ့ရဲ့ရှေ့မှာလိုက်တာ verb only တဲ့ပါဒါဆိုရင်တော့ဘလို့ဘာသာပြန်ကိုပြောကြမလဲ ekimas ကသွားတယ်ဆိုတော့ verb သွားမယ်ဥမာအေးကိုလမ်းထိပ်ကဆိုင်မှာဝယ်သွားမယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ထမင်းစားသွားမယ်စားလေ့လာသွားမယ်ဟုတ်ပြီနော်အဲ့တော့ပတ်တန်လေးနဲ့ဘာသာပြန်လေးနဲ့လွယ်တယ်နော် ekimas ကသွားတာ ekimas နဲ့လည်းတွေ့နိုင်တယ်လို့ eku နဲ့လည်းတွေ့နိုင်တယ်သူ့ရှေ့မှာလိုက်တဲ့ verb က verb တဲ့နော်အဲ့တော့ ekimas ကသွားတယ်ဆိုတော့ verb သွားမယ်ကဲဒါဆို keymas ကမြန်မာလိုပါလေလာတာ keymas နဲ့လည်းတွေ့နိုင်တယ်လို့ခူရူနဲ့လည်းတွေ့နိုင်တယ် keymas ကလာတယ်ဆိုတော့ဘယ်လိုပုံစံမျိုးဘာသာပြန်မလဲ verb လာတယ်ပေါ့မရှိဘူးမဟုတ်ဘူးနော်ရှိတယ်နော်ဟဲ့နင်သမင်းအိမ်ကစားခဲ့လားဟုတ်ကဲ့စားလာတယ်မမေကဒီနေ့ပစုံထုတ်ရင်ချက်တယ်သမင်းလေးစားကောင်းလို့စားလာတယ်ဟဲ့နင်စားလောက်လာလားဟာစစီစားလောက်လာတယ်ဟုတ်ပြီနော်အဲ့တော့ပတ်တန်ဒီ keymas နဲ့လည်းတွေ့နိုင်တယ်လို့ keymas နေရာekimas နေရာမှာ eku နဲ့လည်းတွေ့နိုင်တယ် keymas နေရာမှာခူရူနဲ့လည်းတွေ့နိုင်တယ်တွေ့ချင်တာတော့ verb တဲ့ ekimas လည်းတွေ့နိုင်တယ် verb တဲ့ eku လည်းတွေ့နိုင်တယ်ဘာသာပြန်အတူတူပဲ verb တဲ့ keymas လည်းတွေ့နိုင်တယ် verb တဲ့ခူရူလည်းတွေ့နိုင်တယ်ဘာသာပြန်အတူတူပဲနားလည်မယ်နော်ဟုတ်ပြီနောက်တစ်ခုပြီးရင်ဒီ3ခုတစ်ဖြတ်ကိုလေ့လာမယ်ကြက်တဲ့ပုံစံကအစပြောသွားတယ်နော်ဒီကောင်ကိုဒီလိုချက်လွယ်လေးရပတ်တန်ပြီးရင်ဒီနှစ်ခုကိုတွဲချက်ဟုတ်ပြီနော်ပြီးရင်ဒီ3ခုကိုတွဲချက်မယ်ဘာလို့တွဲချက်ခိုင်းလဲကြည့်အောင်ပတ်တန်လေးက okimas သူ့ရဲ့ရှေ့မှာ verb only တဲ့ဖောင်လိုက်တယ် verb တဲ့ okimas က verb ထားမေဟုတ်ပြီနော်အဲ့တော့ကဲဥမာထားပါတော့ဘာဖြစ်လို့ဒီ3ခုကိုတွဲချက်ခိုင်းလဲဆိုတော့နောက်မှပြောပြမယ် verb တဲ့ okimas က verb ထားမေတခုခုကိုလှုပ်ထားမယ်လို့ဂတိပေးလိုက်တဲ့ပုံစံပေါ့နော်ကဲဥမာထားပါတော့ကိုအိမ်ဟဲ့ငါတို့အပြင်သွားမှာနော်မီးမပြတ်ခင်ထမင်းကိုတည်ထားနော်ဟုတ်ကဲ့တည်ထားမယ်ဟုတ်ကဲ့တည်ထားမယ်စာရီလှုပ်ထားနော်ဟုတ်ကဲ့လှုပ်ထားမယ်ဗတ်တဲ့ ukimas အဲ့တော့တခုခုကိုကိုကလှုပ်ထားမယ်လို့ဂတိပေးလိုက်ရင်ကိုကအဲ့ဂတိပေးထားတဲ့အလုပ်ကိုလုပ်နေရတော့မှာမဟုတ်ဘူးလားဗတ်တဲ့ imas ကဗတ်နေတယ်အစင်းလိုက်လေးချက်သွားမယ်ဒီ3ခုဟုတ်ပြီနော်တခုခုကိုလှုပ်ထားမယ်
vat ထားမယ်ဆို vat တဲ့ okimas တခုခုကိုလှုပ်ထားမယ်လို့ဂတိပေးပြီးရင်လုံနေရတော့မှာမဟုတ်ဘူးလားလုံနေတယ်က vat တဲ့ imas vat နေတယ်ဟုတ်ပြီကဲဥမာထားပါတော့ကလေးတို့ရေစာလှုပ်ထားနော်ဟုတ်ကဲ့လှုပ်ထားမယ်ဂတိပေးလိုက်ပြီကလေးတွေဂတိပေးပြီးရင်ဘာလုပ်ရတော့မှာတော့စာတွေလုံနေရတော့မှာဟုတ်ပြီနော်ကဲစာတွေလုံနေပြီကဲစမ်းစိနဲ့နောင်နေပြန်တွေ့ပြီကလေးတို့ရေအင်စာတွေလှုပ်ထားလားစမ်းစိလှုပ်ထားတယ်ဗတ်ထားတယ်ဟုတ်ပြီနော်ဗတ်တဲ့အာရီမတ်စီဗတ်ထားတယ်အဲ့တော့ပြောချင်တဲ့တိတ်ပဲအဲ့ဒါမျိုးဒီ3ခုကိုတွဲပြီးကြက်လို့စမ်းစိကပြောတာနော်တခုခုကိုလှုပ်ထားမယ်လို့ဂတိပေးလိုက်ရင်ဗတ်တဲ့ okimas ဗတ်ထားမယ်ဂတိပေးပြီးရင်လုံနေရတော့မယ်ဗတ်တဲ့ imas ကဗတ်နေတယ်လုံနေပြီးလို့ရှိရင်ကိုကဲလှုပ်ပြီးသွားပြီဆိုတယောက်ကမေးပြီဟဲ့နင်းစာရီလှုပ်ထားလားစမ်းစိလှုပ်ထားတယ်ဗတ်တဲ့ arimas အဲ့ဒါကြောင့်မလို့ဗတ်တဲ့ okimas ဗတ်တဲ့ imas ဗတ်တဲ့ arimas ကိုစမ်းစိပြောတဲ့ပုံစံလေးတိုင်းလေ့ကျင့်ကြည့်ရသွားလိမ့်မယ်ဟုတ်ပြီနော်ဒါကြက်နည်းပါပြောလိုက်တာဒီနှစ်ခုကိုကြက်မယ်ပြီးရင်ဒီနှစ်ခုကိုတွဲချက်ပြီးရင်ဒီ3ခုကိုတွဲချက်နောက်တစ်ခုဆက်ပါအောင်ဗတ်တဲ့မူ EEDS ပတ်တန်လေးကမူ EEDS သူ့ရဲ့ရှေ့မှာလိုက်တာ vert only တဲ့ပါဒီလိုကြည့်မူဆိုတာလဲ EEDS ကရတယ်လို့ကောင်းတယ်လို့ဒီနေရာမှာတော့ရတယ်ဒါပတ်တန်ကိုဘာသာပြန်လိုက်တာအရှိရ vert ဆိုတော့ vert လဲရတယ်ဥမာစားလဲရတယ်ဒါပဲတဲ့မူ EEDS သွားလဲရတယ်it တဲ့မူ EEDS လှုပ်လဲရတယ်လှုပ်တာရှိမှတဲ့ဖောင်ပြောင်းရှိတဲ့မူ EEDS လှုပ်လဲရတယ်ဟုတ်ပြီနော်နောက်တစ်ခုပတ်တန်လေးကမိုခမာကြီးမဆန်ပတ်တန်လေးကမိုခမာကြီးမဆန်အရှိရဗတ်ကိုတဲ့ဖောင်ပြောင်းဗတ်တဲ့မိုခမာကြီးမဆန်မြန်မာလူကဗတ်လဲကိစ္စမရှိဘူးဟုတ်ပြီနော်နောက်တစ်ခုဟုတ်ပြီနော်အဲ့တော့ဗတ်တဲ့မူ EEDS ကဗတ်လဲရတယ်ဥမာစားလဲရတယ်သွားလဲရတယ်လာလဲရတယ်စားလဲကိစ္စမရှိဘူးလာလဲကိစ္စမရှိဘူးလှုပ်လဲကိစ္စမရှိဘူးဗတ်တဲ့မူ EEDS ဗတ်တဲ့မူခမာကြီးမဆန်နောက်တစ်ခုပတ်တန်လေးကဝဤခဲမဆန်ချက်ချင်းရင်ဗတ်တဲ့ဝဤခဲမဆန်ဗတ်တဲ့ဝဤခဲမဆန်ဗတ်တဲ့ဗတ်ဝဤခဲမဆန်ညင်းလိုက်တာဗတ်လို့မရဘူးဟုတ်ပြီနော်ဥမာငါဒီအစားအစာတွေကိုစားလို့မရဘူးဒါပဲတဲဝဤခဲမဆန်ငါမိကဒါကိုမလုပ်ခိုင်းဘူးမဖြစ်ဘူးငါလုပ်လို့မရဘူးရှိတဲဝဤခဲမဆန်ဟုတ်ပြီနော်ငါမိကအဲ့နေရာမသွားခိုင်းဘူးငါသွားလို့မရဘူးitတဲဝဤခဲမဆန်နားလည်မယ်နော်နောက်တစ်ခုပတ်တန်လေးကရှိမိုင်းမတ်တာသူ့ရဲ့ရှေ့မှာလိုက်တာ vert only တဲ့ဖောင် vert တဲ့မူပါတယ် vert တဲ့ရှိမိုင်းမတ်တာမြန်မာလူက vert မိခဲ့တယ် vert မိခဲ့တယ်လို့လည်းဘာသာပြန်လို့ရတယ်လို့ vert မိသွားတယ်လို့လည်းဘာသာပြန်လို့ရတယ်ဘယ်နေရာမှာသုံးလဲနောင်တရတဲ့နေရာမှာသုံးတယ်မဆန့်လို့နော်နောင်တရတဲ့နေရာမှာသုံးတယ်ဥမာငါသူ့ကိုဘယ်လိုပြောမလဲထားပါတော့ကလေးလွယ်အောင်လို့ပေါ့နော်ဟဲ့ဘယ်လိုပြောမလဲမောင်လေးရေနော်ငါနင့်မို့စားမိသွားတယ်ဒါပဲတက်ရှိမိုင်းမတ်တာစားမိသွားတယ်ဟုတ်ပြီနော်ဟဲ့သမီးလေးသူ့စီကပတ်စံချီးမိသွားတယ်ချီးယူမိသွားတယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ငါဒီဖန်ကွက်ကလေးကိုခွဲမိသွားတယ်ခွဲမိခဲ့တယ်ဟုတ်ပြီနော်အဲ့တော့ပတ်တန်ဒီဗတ်တဲ့ရှိမိုင်းမတ်တာဟုတ်ပြီနော်ဒါလေးတွေကတီးပြီးသားလေးတွေနော်မတီးသေးတဲ့ကလေးတွေကြတော့ဒီကောင်းကိုရအောင်ကြက်ဟုတ်ပြီနော်တီးတဲ့ကလေးကြတော့လေပတ်တန်စုတဲ့သဘောလေးပေါ့ပတ်တန်လေးစုပြီးပြန်နှွေးပေါ့နော်ကဲဟုတ်ပြီအောက်ကနှစ်ခုကတော့ကျွန်တော်တို့တီးပြီးသားဗတ်တဲ့ခူရာဆိုင်ဗတ်ပေးပါ
မှာတာပဲတဲ့ကိုရာဆိုင်စားပေးပါရှိတဲ့ကိုရာဆိုင်လှုပ်ပေးပါတဆွတ်တဲ့ကိုရာဆိုင်ကူညီပေးပါဟုတ်ပြီနောက်တစ်ခုဒါဗတ်ကိုတဲ့ဖောင်ပြောင်းတာဒါဗတ်ကို9ဖောင်ပြောင်းမယ်ဒါလေးတော့ထည့်ထားတယ်ပေါ့နော်ဒါ N5 လေးနော်ဒါလေးက N5 လေးဗတ်9တဲ့ကိုရာဆိုင်မဗတ်ပါနဲ့ကဲတော့ရမလားအဲ့တော့ဆိုလို့ဒီchallenge grammar မှာစေလို့တဲ့ဖောင်ကြီးအကုန်လုံးစုထုတ်လိုက်တဲ့အခါမှာစေလို့12ချောင်းရှိပါလိမ့်မယ်เนาะဒါအကုန်လုံးစာအုပ်ထဲက grammar တွေပါကြည့်တာဆိုရင်နောက်တစ်ခုလေးနည်းနည်းလေးထပ်ဆက်ချင်တာဒါ verb only တဲ့ဖောင်เนาะနောက်တစ်ခုထပ်ဆက်ချင်တာကြတော့ verb only 9ဖောင်လေးကိုစစထပ်ပြီးတော့ဆက်ချင်ပါတယ်ပတ်တန်လေးကခဲတယ်ပါနာရီမဆက်ပတ်တန်လေးကခဲတယ်ပါနာရီမဆက်ပတ်တန်လေးကခဲတယ်ပါနာရီမဆက်သူ့ရဲ့အရှိမလိုက်တဲ့ပုံစံကိုကြည့်ကိုပြောချင်တဲ့ဘက်ကို9ဖောင်ပြောင်း9ဖောင်ပြောင်းပြီးတော့ e ဖြုတ်9ဖောင်မှာ9ဖောင်ပြောင်းပြီးရင် e ဖြုတ်ပြီးတော့မှပတ်တန်လာကတ်လို့ရမယ်အရင်ဆုံးဘာသာပြန်ကိုအရင်ပြောမယ်နော်ကိုပြောချင်တဲ့ဘက်ကို9ဖောင်ပြောင်း e ဖြုတ်ခဲတယ်ပါနာရီမဆက်ဆိုရင်မဗတ်လို့မရဘူးဗတ်ကိုဗတ်ရမယ်ကြိုက်တယ်လို့ဘာသာပြန်ဒါ N5G နော်ခဲတယ်ပါနာရီမဆန် N5G နော်အဲ့တော့မဗတ်လို့မရဘူးဗတ်ကိုဗတ်ရမယ်နင်ဒီထမင်းကိုမစားလို့မရဘူးနော်စားကိုစားရမယ်ဟုတ်ပြီနော်နင်ကျူရှင်မသွားလို့မရဘူးနော်သွားကိုသွားရမယ်နင်စားရီမလုံလို့မရဘူးနော်လုတ်ကိုလုတ်ရမယ်ဟုတ်ပြီနော်အဲ့တော့ဘာသာပြန်ဒီကိုပြောချင်တဲ့ဘက်ကို9ဖောင်ပြောင်း9ဖောင်ပြောင်းပြီးတော့ e လေးပြန်ဖြုတ်ဖို့မမေ့နဲ့ e ဖြုတ်ပြီးတော့မှခဲတယ်ပါနာရီမဆန်ပတန်လာကတ်ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကဲဥမာထားပါတော့မစားလို့မရဘူးစားကိုစားရမယ်စားတာကတာပဲမှာဘာဖောင်ပြောင်းရမယ်9ဖောင်ပြောင်းရမယ်တာပဲ9ပြောင်းပြီးတော့ဆိုလို့ပတ်တန်လာကတ်မှာလားတခါတယ်ဘာလို့ဦးမှာလဲ e ဖြုတ်ပါဦးမှာတာပဲနိုင်မှာ e ကိုဖြုတ်အဲ့တော့နောက်မှပတ်တန်ကတ်တော့ဘယ်လိုဖြစ်သွားမလဲဆိုတော့တာပဲ e ဖြုတ်လိုက်တော့နာပဲကြံမယ်တာပဲနာရပြီပတ်တန်ကတ်လို့ရပြီခဲတယ်ပါနာရီမဆက်တာပဲနာခဲတယ်ပါနာရီမဆက်မစားလို့မရဘူးနော်စားကိုစားရမယ်နားလေလားဟုတ်ပြီနောက်တစ်ခုအဲ့တော့နောက်တစ်ပတ်တန်တစ်ခုကကြတော့ခုသေးဝဤခဲမဆက်ပတ်တန်လေးကခုသေးဝဤခဲမဆက်သူ့ရဲ့ရှေ့မှာလိုက်တာကခုနအပေါ်အတိုင်းပဲကိုပြောချင်တဲ့ဘက်ကို9ဖောင်ပြောင်း9ဖောင်ပြောင်းပြီးဤလေးဖြုတ်ပြီးတော့မှပတ်တန်လာကတ်လို့ရပါမယ်သူကြတော့ဘယ်လိုဘာသာပြန်ရမလဲဆိုတော့မဗတ်လို့မရဘူးအရှိရဘက်ကအငင်းဆိုတော့တာပဲ mask ကစားတာတာပဲ nice ဆိုရင်မစားဘူးဆိုတော့မဗတ်လို့နော်မရဘူးဟုတ်ပြီနော်သူကကျတော့မဗတ်လို့မရဘူးပေါ့အဲ့တော့အပေါ်ကဟာနဲ့တူလားဆန်းစီရေးအထိပ္ပယ်ရဆိုတော့တူပါတယ်ဟုတ်ပြီနော်ဥမာလေမစားလို့မရဘူးစားကိုစားရမယ်မစားလို့မရဘူးအတူတူပဲအထိပ္ပယ်ချင်းအတူတူပဲဘာသာပြန်နည်းနည်းလေးပဲကွာသွားတယ်အထိပ္ပယ်ချင်းအတူတူပဲစကားပြောတာလေးဒါနဲ့ကွာသွားဒီမှာကြည့်မစားလို့မရဘူးစားကိုစားရမယ်မစားလို့မရဘူးနော်အတူတူပဲဟုတ်ပြီနော်ကြည့်တာဆိုရင်အရှိမလိုက်တဲ့ပုံစံကလည်းအတူတူပဲကိုပြောချင်တဲ့ဘက်ကို9ဖောင်ပြောင်းပတ်တန်တန်းကတ်လို့မရဘူး9ဖောင်ပြောင်းပြီးဒီလိုပုံစံ e ဖြုတ်ပြီးတော့မှ9ဖောင်မှာတာပဲ9မှာ e ဖြုတ်ပြီးတော့မှအနောက်ကပတ်တန်လေးလာကတ်ရမှာဖြစ်ပါတယ်ရအောင်ကြည့်မယ်နော်နောက်တစ်ခုကိုပြောချင်တဲ့ဘက်ကို9ဖောင်ပြောင်းတွေ့လားသူလည်း e ဖြုတ်ပြီးတော့မှအနောက်ကပတ်တန်လာကတ်မယ်ခုတဲမို့ e test ကကြတော့ဒီကောင်ကြည့်ခုတဲမို့ e test ကမို့ e test ကလို့ရတယ်အရှိရဘက်ကအငင်းဆိုတော့မဗတ်လို့ရတယ်မဗတ်လဲရတယ်ဟုတ်ပြီနော်ဥမာမစားလို့လဲရတယ်နော်ဆိုတော့မစားလဲရတယ်ပေါ့နော်လို့ဆိုနှစ်လေးထောက်သွားမယ်မစားလဲရတယ်ပေါ့နော်မဗတ်လဲရတယ်ကိုပြည့်တဲ့ဘက်ကို9ဖောင်ပြောင်း e ပြန်ဖြုတ်ပတ်တန်ကခုတဲမို့ e dash မဗတ်လဲရတယ်ဥမာမစားလဲရတယ်ဆိုတော့ကိုပြည့်တဲ့ဘက်ကို9ဖောင်ပြောင်း
တာပဲနိုင်တာပဲနိုင်မှာဘာကိုဖြုတ်ဤကိုဖြုတ်ပြီးတော့မှပတ်တန်ကခုသေးမိုးဤdasဒါဆိုရင်မဆာလေးရတယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုကိုပဲနေဘကိုနိုင်ဖောင်ပြောင်းဤဖြုတ်ပတ်တန်ကခုသေးမိုးခမာကြီးမဆန်မဆာမဖက်လဲကိစ္စမရှိဘူးမဖက်လဲကိစ္စမရှိဘူးအဲ့တော့ဆိုရင်ခု9ဖောင်နေအားလုံးပြောခဲ့တာမှာ9ဖောင်ရဲ့ဒါဆိုတို့ challenge တအိုလုံးမှာထိုးလိုက်တဲ့အခါမှာ9ဖောင် only လိုက်တာဒီပတ်တန်4ချောင်းပဲရှိမယ်4ချောင်းလုံးမှာလေ9ဖောင်ကိုကြည့်9ဖောင်ပြောင်းပြီးတော့တန်းပြီးတော့ပတ်တန်လာကတ်လို့မရဘူးကိုပြောင်းထားတဲ့မီးနဲ့9ဖောင်ပြောင်းထားတဲ့ထဲမှာဤဒီဖြုတ်ပြီးတော့မှပတ်တန်လာကတ်လို့ရမှာ၄ခုစလုံးอ่ะဟုတ်ပြီနော်မှတ်တာလွယ်တယ်ဟုတ်ပြီပြီးရင်ထပ်ဆောင်းပြီးတော့ဆိုရင်ချက်လို့လွယ်အောင်ဗာပြောချင်တာလဲဆိုတော့ဒီမှာကြည့်9ဖောင်မှာကြတော့ခုတဲမှု das မဗတ်လဲရတယ်တဲ့ဖောင်မှာကြည့်ပတ်တန်တူတာကိုပြောချင်တာဒီမှာဒီကောင်ကြည့်မူ das ဗတ်လဲရတယ်အဲ့ဒါကြည့်နှစ်ခုရှင်းရေးရတယ်ခုနက9ဖောင်မှာဇက်ကို9ဖောင်ပြဤဖြုတ်ပတ်တန်ကခုသေးမှု das မဗတ်လဲရတယ်တဲ့ဖောင်မှာဒါကိုကြည့်ကိုပဲတဲ့ဘက်ကိုတဲ့ဖောင်ပြပတ်တန်ကမူ das ဒါဆိုရင်ဗတ်လဲရတယ်ဘာကွာသွားလဲပတ်တန်မှာဘာပို့သွားလဲ9ဖောင်မှာဆိုရင်မဗတ်လဲရတယ်လို့ပြောချင်ရင်ကိုပဲတဲ့ဘက်ကို9ဖောင်ပြဥမာမစားလဲရတယ်မစားလဲရတယ်ကိုပဲတဲ့ဘက်ကို9ဖောင်ပြတာပဲ9မှာဤဖြုတ်တာပဲနခုတဲမှု das မစားလဲရတယ်ဒါဆိုရင်စားလို့ရတယ်တာပဲတက်မိုး das နော်ပတ်တန်လေးနည်းနည်းခက်ဆင်ဆင်တွေ့လားနော်9ဖောင်မှာကြတော့ခုတက်လေးပဲပို့သွားတာပဲအဲ့ဒါလိုပဲလာကြည့်9ဖောင်မှာခုတဲမိုခမာကြီးမဆက်မဗတ်လဲကိစ္စမရှိဘူးအရှိရဗတ်က9ဖောင်မိုခမာကြီးမဆက်ဒီမှာမိုခမာကြီးမဆက်မြင်လားဟုတ်ပြီနော်အဲ့တော့စသည့်အဓိကဆိုလိုချင်တာဒီဗတ်လဲရတယ်ဗတ်လဲကိစ္စမရှိဘူးလို့ပြောချင်းဥမာစားလဲရတယ်စားလဲကိစ္စမရှိဘူးဆိုရင်ကိုပဲချင်တဲ့ဘက်ကိုတဲ့ဖောင်ပြမိုdas ရဲ့မိုခမာကြီးမဆိုင်ဒါရရင်ဒီဘက်ကပတ်တန်လွယ်သွားလိမ့်မယ်မဗတ်လဲရတယ်မဗတ်လဲကိစ္စမရှိဘူးကျောင်းသားတို့ grammar ကိုချရေးပြီးနှစ်ခုကိုရှင်းကြည့်လိုက်ဘာလေးပဲပြောင်းသွားလဲဆိုတော့ဗတ်9ဖောင်နဲ့တဲ့ဖောင်နဲ့ကွာသွားတာပြောင်းမယ်ခုတစ်ပို့သွားတာလေးပဲရှိမယ်အနောက်ကပတ်တန်နှစ်ခုတည်းအတူတူပဲတဲ့ဖောင်လုံးနိုင်အတူတူပဲနော်အဲ့တော့ကိုရေးကြည့်လိုက်ပြီးလို့ရှိရင်ကြည့်ကြည့်လိုက်နော်ဆုံးစရဒီမှာလိုကြီးဖြစ်နေလို့ရှင်ပြဖို့ပါလေဒီမှာတွေ့လားမို das ဒါဗတ်လဲရတယ်တဲ့ဖောင်နဲ့ကြတော့ဗတ်လဲရတယ်ဆိုပြီးဖြစ်သွားတယ်9ဖောင်နဲ့ကြတော့မဗတ်လဲရတယ်ဆိုပြီးဖြစ်သွားတယ်မို das ပဲဒါပေမဲ့9ဖောင်မှာတော့ပတ်တန်မှာဘာလေးပို့သွားတယ်ခုတဲလေးပို့သွားတယ်တွေ့လားဒီမှာကြည့်ဗတ်လဲကိစ္စမရှိဘူးဆိုရင်စားလဲကိစ္စမရှိဘူးဗတ်လဲကိစ္စမရှိဘူးဗတ်ကိုတဲ့ဖောင်ပြပတ်တန်ကမိုခမာကြီးမဆက်ဒါဗတ်လဲကိစ္စမရှိဘူး9ဖောင်မှာကြည့်မဗတ်လဲကိစ္စမရှိဘူးတွေ့လားအဲ့တော့9ဖောင်နဲ့တဲ့ဖောင်ပြောင်းသွားတာကွာမယ်ပတ်တန်အတူတူပဲ9ဖောင်မှာခုတဲ့လေးတွေပို့သွားတယ်အနောက်ကဒီနှစ်ခုကအတူတူပဲတွေ့လားနော်ဟုတ်ပြီကဲဒါဒီ7လေးဖြစ်ပါတယ်နားမလျာရှိရင်ပြန်ပြောပါရအောင်ကြက်ပါစောင်းမဝဲနီးနေပါပြီစစလေးတက်နိုင်သလားအကုန်လုံးစုပြီးတော့grammar ကိုစုတဲ့ဓာတ်ပုံတွေတင်ပေးတာမဟုတ်ဘဲနဲ့ပြန်ပြီးတော့အချင်းချုပ်ပြန်ရှင်းပေးတဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်စူးစမ်းမယ်လို့တော့ယုံကြည်ပါတယ်နော်အဲ့တော့စစလေးတို့9လပိုင်းဆောင်းမွေးပွဲကြီး GLPD ဖြည့်ပြီးတော့အောင်စင်းထွက်လို့ရှိရင်စစရေးအောင်နေဆိုပြီးတော့လေလာပြောကြပါနော်ပညာရဏကြီးရဲ့ကလေးလေးတွေလည်းစစကိုလာပြောပြလို့ရပါတယ်စစရေးသမီးကတော့အောင်နေသိရမလားအဲ့လိုလေးစစလေးဟဲ့နေလေးဟိုသိကျင်တာပေါ့နော်အဲ့တော့အခုလက်ရှိကလေးလေးတွေလည်းလာပြောကြပါတယ်နော်အဲ့တော့ဆိုရင်ဒါ day 7လေးပါ day 7မှာဆိုရင် vat only တဲ့ဖောင်တစ်ဖြတ်ရယ် vat only တဲ့ဖောင်မှာဆို12ချောင်းရှိတယ်
VAT 9 ဖောင်တစ်ဖြတ်ရယ် VAT 9 ဖောင်ကကြတော့ပတ်တန်4ခုပဲရှိမယ် VAT 9 ဖောင်မှာထူးခြားချက်ကလေးက VAT 9 ဖောင်ပြောင်းပြီးတော့ပတ်တန်တန်းကတ်လို့မရဘူးကိုပြောင်းထားတဲ့မီးနဲ့9ဖောင်မှာအီဖြုတ်ပြီးတော့မှအနောက်ကပတ်တန်ကတ်လို့ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒါ D7 လေးပါကျေးဇူးအများကြီးတင်ပါတယ်